မြင်္ဂလာပါခင်ဗျ YouTube channel လေးဖြစ်တဲ့ Linga Sport channel ကနေကြိုဆိုပါရစေဟုတ်ကဲ့ပါ4ရက်10လပိုင်း2025ရက်နေ့မှာရှင်ပြိုင်ကစားကြမယ့်လာလီဂါစပိန်ပွဲစဉ်တွေကိုကျွန်တော်ရွေးချယ်ပေးတော့မှာဖြစ်ပါတယ်ဒီထဲမှာကျွန်တော်စိတ်ကြိုက်3ပွဲရွေးချယ်ပေးထားတာပါဒီ3ပွဲတော့ body mount စောကြပါဒီလိုအကြိုက်ရှင်းလို့မယ်ဆိုရင် live ပြီးစောကစားလို့ရပါတယ်ကျွန်တော်ရဲ့အခုခမရနိုင်တဲ့ body တည်တံ့ရွေးချယ်ပေးတော့မှာဆိုတော့စိတ်ဝင်စားမှုရှိလို့ရှိရင်တော့ညီကိုတို့ကျွန်တော်ဗီဒီယိုလေးကိုအဆုံးထိနားထောင်ပြီးတော့ like share subscribe လေးလုပ်ထားကြဖို့လည်းမပြောပါနဲ့ခင်ဗျာနော်ဆိုတော့ပထမဆုံးပွဲစဉ်ဖြစ်တဲ့ပေါ့နော် Ovino နဲ့ဒါ Levante ပွဲစဉ်ရွေးချယ်ပေးတော့မှာလည်းဖြစ်တယ်ဗျလေးရဲ့ Ovino ကတော့ Levante ကိုရှင်မြန်ကစားမှာဆိုတော့ဒါတန်ဆင်းစုံနာရောက်နေဆိုပေမဲ့နှစ်သင်းစလုံးနဲ့ဒါအဆင့်ကွာကြလား Levante က19ဗျ Ovino ကတော့ဒါ14မှာရက်နေတာလည်းဖြစ်တယ်ဗျဆိုတော့လေးရဲ့ Ovino နဲ့ Levante တို့ရဲ့ထိတိုက်တွဆုံတိုင်းမှာဆိုလို့ရှိရင်ဒါနှစ်သင်းသုံးကတော့ရှစ်တူပဲလို့ပြောလို့ရတယ်ဆိုပေမဲ့လေးရဲ့ Ovino ကအသင်းကြီးတော့ဒါစတိုက်ရှုံးလာအသင်းဖြစ်ပြီးတော့ဒါအသင်းသေးနဲ့ဆိုရင်တော့ရုံးကန်လာတာတော့တွေးထားတယ်ဗျဆိုတော့ Levante ကလည်းအဝေးကွင်းမှာရောက်နေရဆိုတော့ဒီနေ့ဖောက်ပေးထားတဲ့ body စီးမှာဆိုရင် Ovino ကနေပြီးတော့ Levante ကိုရှစ်တူဆိုလို့ရှိရင်ပေါ့နော်ဒါပြဆုံးရှုံးသေးဖောက်ပေးတာကိုပေါင်းသေးမှာဆိုနှလုံးသွင်းသွားရင်လည်းဒါပြဆုံးရှုံးသေးပဲပေးထားတွေ့ရတယ်ဗျစပိန်လာလီဂါပွဲစဉ်မှာဆို Ovino ကရှုံးပွဲတက်ကြီးပဲဖြစ်လာဆိုပေမဲ့ကြီးမောင်သေးတာတော့များတယ်ဗျဆိုတော့ကျွန်တော်ရဲ့အခုခံမှန်းရလက်ကတော့ Ovino ပဲကတ်နိုင်ပြီးတော့အနိုင်3ဘက်ကိုရယူပြီးသွားပြီးတော့နောက်ထပ်တစ်နေရာကိုရက်တည်သွားလိမ့်မယ်လို့ပဲတွေးမိတယ်စိတ်ကြက်ကိုရွေးချယ်ပေးရမယ်ဆိုရင်တော့ Ovino နဲ့ Levante တို့ရဲ့ပွဲစဉ်မှာဆိုလည်းကျွန်တော်ကတော့အင်္ဂုံဖြစ်တဲ့ဒီရဲ့ Ovino body လို့ကျွန်တော်ရွေးချယ်ပေးခြင်းပါတယ်ခင်ဗျာနော်ဒါလေးရောက် body စုပ်ဖို့ပဲဖြစ်ပါတယ်နောက်ထပ်တစ်ပွဲဖြစ်တဲ့ Girona နဲ့ Valencia ပွဲစဉ်ကျွန်တော်ရွေးချယ်ပေးတော့မှာလည်းဖြစ်တယ်ဗျဆိုတော့ Girona နဲ့ဒီ Valencia ပွဲမှာဆိုရင်အရှင်ဖြစ်တဲ့ Girona လေးကရှေ့တူဆိုရင်ပြားဆုံးရှုံးသေးတဲ့အတွက်ရှေ့တူဆိုရင်ဒါတေးသေးပဲဖောက်ပေးတာအဲ body သေးလေးပေါ့နော်ကိုပေါင်းသေးမှနှလုံးရှုံးသေးတယ်ပဲပေးထားရဗျအစဉ်စားရက်တီမှုမှာဆိုရင်တော့ Girona ကတော့တန်းစိတ်သုံးလုံးမှာရောက်နေပြီးတော့ဒါ Valencia ကတော့12ဗျဆိုတော့အင်္ဂွင်းဖြစ်တဲ့ Girona ကတော့ချုံပွဲတွေတတိုက်ကြုံတွေထားတာဖြစ်ပေမဲ့ Valencia လည်းရှေ့ကျတယ်လို့ပြောလို့ရဗျဒါပေမဲ့ရုံးကန်အားရှိတဲ့ Girona နဲ့လည်း Valencia ကိုရုံးကန်လာပြီးတော့ဒီနေ့ကြောပေးထားတဲ့ဈေးတွေကတော့ရှေ့တူစဉ်ပြားဆုံးရှုံးတွေပေးပြီးတော့ကိုပေါင်းနှလုံးရှုံးသေးတဲ့အတိုင်းပါဆိုကိုခံမရလက်ကတော့ဒါတေးဖြစ်ပြီးတော့ဒါဝန်းဝန်းလည်းဖြစ်သွားလိမ့်မယ်လို့ကျွန်တော်တွေးမိမိတယ်ဝိုးကွင်း Valencia လည်းရှေ့စမ်းတွေမတည်မြင်ဖြစ်နေတဲ့ကြောင့်မလို့ကျွန်တော်ရဲ့ဒီနေ့စိတ်ကြရွေးချယ်ပေးရမယ်ဆိုရင်တော့ Girona နဲ့ Valencia တို့ပွဲစဉ်မှာဆိုတော့အင်္ဂွင်းဖြစ်တဲ့ဒါ Girona ပွဲစီလေးကိုပဲကျွန်တော်ရွေးချယ်ပေးခြင်းပါတယ်ခင်ဗျာနော်နောက်ထပ်တစ်ပွဲဖြစ်တဲ့ Bilbao နဲ့ဒါ Mallorca ပွဲစဉ်ကျွန်တော်ဆက်လက်ရွေးချယ်ပေးတော့မှာဖြစ်ပါတယ်ခင်ဗျာအင်ရှင်ဖြစ်တဲ့ Bilbao ကတော့စပိန်ကလိုက်ကြမှာပေါ့နော်ဒါကြီးမောင်တာများပြီဒီနေ့ဖောက်ပေးတဲ့ body စီးမှာဆိုလုံးသေးဖြစ်သွားပြီကိုပေါင်းသေးမှာဆိုနှလုံးသွင်းတာပြဆုံးရှုံးသေးပေးထားရဗျမာယော့ကတော့အဝင်းညံ့နေဗျဒါပေမဲ့ရှေ့ဆန်းကလုံးဝတည်ငြိမ်မှုတော့မရှိဘူးတက်တက်လက်ကြားတယ်လို့ဆိုမှကြားပြီးဆိုစတိုက်ကြတာဖြစ်တယ်ဗျဘီဘာဝုံနေနဲ့အိမ်ကွင်းမှာကြီးမောင်သေးဘူးဆိုမှတလုံးသေးလေးပေးထားပြီးကိုပေါင်းသေးနှလုံးသွင်းပြဆုံးရှုံးသေးဖောက်ပေးထားတယ်ကိုခံမှန်ရလက်ကလည်းဘီဘာဝပဲနိုင်သွားပြီနောက်ထပ်ဒါအနိုင်သုံးဘက်ကိုရယူသွားလိမ့်မယ်လို့ကျွန်တော်တော့ခံမှန်ရလက်မိပါတယ်စက်ကြောက်ရွေးချယ်မေးရမယ်ဆိုရင်တော့ကျွန်တော်ဘီဘာဝုံနဲ့ဒီမာယော့ကတော့ပွဲစဉ်မှာအင်္ဂွင်းဖြစ်တဲ့ဘီဘာဝဘော်ဒီကိုပဲကျွန်တော်ဆက်လက်ရွေးချယ်ပေးခြင်းပါတယ်ခင်ဗျာနော်ဟုတ်ကဲ့ပါကျွန်တော်ရွေးချယ်ပေးထားတဲ့စနေနေ့မှာရှင်မြန်ကစားကြမယ်လာလီဂါစပိန်ပွဲစဉ်တွေမှာ4ရက်10လပိုင်း2025ရက်မှာရှင်ပြန်ကစားကြမယ့်ပွဲစဉ်မှာဆိုရင် Ovino နဲ့ Levante ပွဲစဉ်မှာဆိုကျွန်တော် Ovino body ကိုရွေးချယ်ပေးထားတာပါ Girona နဲ့ဒီ Valencia ပွဲစဉ်မှာဆိုရင်ကျွန်တော်ကအရှင်ဖြစ်တဲ့ Girona body ကိုရွေးချယ်ပေးထားပြီးတော့ Bilbao နဲ့ Mallorca ပွဲစဉ်မှာဆိုရင်လည်းကျွန်တော်အင်္ဂွင်းဖြစ်တဲ့ Bilbao ကိုရွေးချယ်ပေးထားပါဒီပွဲဆုံး3ပွဲလုံးညီကိုတို့အကြိုက်ရှင်းလို့မယ်ဆိုရင်တော့မောင်း body စောကစားလို့ရပါတယ်ခင်ဗျာနော်အားလုံးပဲထူးပဲကျေးဇူးတင်ပါတယ်ကံကောင်းကြပါစေကျေးဇူးအများကြီးတင်ပါတယ်ခင်ဗျာ